ခမားတထေးဖြစ်ချင်လားလူတယောက်ကြွယ်ဝချမ်းသာခြင်းရင်မလုတ်တဲ့အရာတွေရှိပါတယ်ဘာတွေလဲဆိုတာကြည့်ကြရအောင်ဝင်ငွေထက်ပိုမသုံးနဲ့လစာ9သိန်းရပြီး10သိန်းဖို့သုံးနေတဲ့၍ဘရောမှမချမ်းသာနိုင်ဘူးကိုဝင်ငွေအခြေအနေနဲ့ကိုက်ညီအောင်နေထိုင်ပါသူများအထင်ကြီးအောင်ဇိမ်ခံပစ္စည်းတွေလိုက်မဝယ်နဲ့မြန်ချမ်းသာမဲ့လမ်းတွေကိုမယုံနဲ့တလအတွင်းဘလောက်မြတ်မယ်ဘာမှမလုပ်ဘဲငွေဝင်မယ်ဆိုတဲ့အရာတွေအားလုံးဟာလိမ်လည်မှုတွေပဲတကယ်ချမ်းသာဖို့ဆိုတာစူးစမ်းမှုနဲ့အချိန်ပေးရပါတယ်ဝင်ငွေတစ်ခုတည်းကိုပဲအားမကိုးပါနဲ့ကိုမိခိုနေရတဲ့အလုပ်တစ်ခုတည်းကဝင်ငွေကိုပဲယုံကြည်မနေပါနဲ့အကြောင်းမျိုးမျိုးကြောင့်အဲ့ဒီအလုပ်မရှိတော့ရင်ဒုက္ခရောက်သွားပါလိမ့်မယ်ပတ်စံကိုအကြောင်းပြပြီးကျမ်းမာရေးကိုပြစ်မထားပါနဲ့ပတ်စံရဖို့တစ်ခုတည်းအတွက်နေမအိတ်ညမအိတ်အလုပ်တွေအရန်ဖိလုပ်ပြီးကျမ်းမာရေးကိုဂယုမစိုက်တာမျိုးမလုပ်ပါနဲ့လူအထင်ကြီးအောင်ပတ်စံမသုံးနဲ့ဟိုလူကကားသစ်စီးလို့ကိုလဲလိုက်ဝယ်မယ်ဒီလူကဖုန်းအသစ်ကင်လို့ကိုလဲလိုက်လဲမယ်ဒီလိုလုပ်တာဟာကိုယ့်ရဲ့ငွေစုအကောင့်ကိုပိတ်နေတာနဲ့အတူတူပါပဲငွေကြေးနဲ့ပတ်သက်ပြီးတင်ယူတာကိုမရက်လိုက်ပါနဲ့ငွေကြေးစီမံခန့်ခွဲမှုရင်းနှီးမြှုပ်နှံမှုတွေကိုလေ့လာပါကိုပိုက်ဆံကိုကိုယ်တိုင်မစီမံနိုင်ရင်တခြားသူတွေကခမားပိုက်ဆံကိုယူသွားပါလိမ့်မယ်မနှက်ဖြန်မှလုပ်မယ်ဆိုပြီးအချိန်မဆွဲနဲ့အချိန်ကတန်ဖိုးအရှိဆုံးပါပတ်စံစုတာပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ်အခုကနေစလုပ်ပါကိုယ့်ရဲ့ငွေရေးကြေးရေးအခြေအနေအတွက်တခြားသူကိုအပြစ်မတင်ပါနဲ့သူများကိုအပြစ်တင်နေတဲ့၍ကိုဘဝတိုးတက်လာမှာမဟုတ်ပါဘူးကိုဘဝကိုငွေကြေးအတွက်ကိုယ်တိုင်တာဝန်ယူပါသေးသုံးတွေကိုသတိထားပါနေ့တိုင်းကော်ဖီဆိုင်ကောင်းကောင်းမှာသွားထိုင်တာမလို့အပ်ပဲအပြင်စားတွေခဏစားတာတွေဟာနည်းနည်းချင်းစီနဲ့ပတ်စံတွေအများကြီးကုန်စေတဲ့ယိုပေါက်တွေပါကို့အနားမှာပတ်စံဆိုတာမကောင်းဘူးလို့ပြောတဲ့သူတွေစုမနေနဲ့သုံးလို့တိုက်တွန်းတဲ့သူတွေအမြဲတမ်းပတ်စံချီးတက်တဲ့သူတွေနဲ့ဝေးနေပါကို့ပတ်စံတွေဘယ်လောက်ရှိတယ်ဆိုတာကိုအမြဲစီစစ်ပါဘဏ်အကောင့်ထဲဘယ်လောက်ရှိလဲအကျွေးဘယ်လောက်တင်နေလဲလစဉ်အသုံးစရိတ်ဘယ်လောက်လဲဆိုတာကိုသိထားဖို့လိုတယ်ကြရှုံးမှာကိုအကြောက်လွန်မနေပါနဲ့စီးပွားရေးလုပ်လို့ရှုံးမှာကြောက်တာကြောင့်ဘာမှမလုပ်ဘဲနေတာဟာအဆိုးဆုံးကြရှုံးမှုပါပဲမစွန့်စားတာဟာအကြီးမားဆုံးစွန့်စားမှုပဲလောင်းကစားကိုရင်းနှီးမြှုပ်နှံမှုလို့မထင်ပါနဲ့ထီထိုးတာလောင်းကစားလုပ်တာတွေဟာချမ်းသာဖို့နီးလန်းမဟုတ်ဘူးဒါတွေဟာကံကိုပဲအားကိုးတာပါတကယ်ချမ်းသာသူတွေဟာအလုတ်စည်းကမ်းကိုအားကိုးတာပါကိုတန်ဖို့ဘန်ထဲကပတ်စံပမာဏနဲ့မဆုံးဖြတ်ပါနဲ့ပတ်စံကအရေးကြီးပေမဲ့ပတ်စံရှာရင်းနဲ့ကိုယ့်ရဲ့မိသားစုကိုကျင့်တရားဂုဏ်သိက္ခာတွေကိုလုံးဝအထိခိုက်မခံပါနဲ့စိတ်ခံစားချက်ကိုအခြေခံပြီးငွေကြေးဆုံးဖြတ်ချက်တွေမချနဲ့ဈေးကွက်ထဲမှာလူတွေလန့်ပြီးလိုက်ရောင်းနေလို့ကိုပါလိုက်ရောင်းတာဟိုလူတွေမြတ်နေပြီဆိုလို့ကိုပါမလေ့လာပဲဝင်ဝယ်တာမျိုးတွေရှောင်ပါဝင်ငွေများလာတာနဲ့အသုံးစရိတ်လိုက်မတိုးပါနဲ့ဒါကအဖြစ်အများဆုံးထောင်ချောက်ပါလစာ3သိန်းတိုးလာရင်အသုံးစရိတ်3သိန်းလိုက်တိုးတာမျိုးမလုပ်ပါနဲ့အလုပ်စာချုပ်ချင်းငွေစာချုပ်အိမ်ချမ်းမြေအယောင်းဝယ်စာချုပ်တွေကိုတေချာဂရုစိုက်ပါပေါ်ဆမှုတစ်ခုကကိုတစ်သက်လုံးရှာဖွေထားတာတွေကိုပျက်စီးသွားစေနိုင်ပါတယ်